တတုတူးဖော်ရေးတွေကြောင့်ငါးတယံဇာတာရှားပါးနေတဲ့ mindset ရှမ်းပြည်နယ်ရှေ့ပိုင်း mindset ခရိုင်မှာတတုတူးဖော်တာတွေကိုအစမတန်လုပ်ကင်နေကြတာကြောင့်ရေရင်းမြစ်တွေပျက်စီးကငါးတယံဇာတာတွေရှားပါးနေပါတယ်။ mindset ဒေတာကိုဝါတပ်ဖွဲ့တွေစတင်ဝင်ရောက်လာပြီးနောက်ပိုင်းမှာရွှေခဲမဖြူနဲ့မြေရှားစတဲ့တဘာဝရင်းထွက်တယံဇာတာတွေကိုထုတ်လုပ်တူးဖော်ခဲ့ကြရာ2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးကာလမှာတော့တတုတူးဖော်တာတွေကိုအစမတန်တိုးချဲ့လာကြပါတယ်။အဲ့ဒီတတုလုပ်ကွက်တွေကနေထွက်ရှိလာတဲ့ဓာတုအကျွင်းကြံအရည်တွေကိုမြစ်တွေချောင်းတွေထဲကိုစီကမ်းမဲ့ဆုံးပစ်တာတွေပြုလုပ်ခဲ့ကြပါတယ်။ mindset ဒေတာရဲ့ရေရင်းမြစ်တစ်ခုဖြစ်တဲ့နက်ခုံမြစ်ထဲကိုတတုတူးဖော်ရေးလုပ်ငန်းတွေကဓာတုအကျွင်းကြံတွေကိုစီကမ်းမဲ့ဆုံးပစ်တာကြောင့်မြစ်ရေဟာနောက်ကျနေပြီးအဲ့ဒီရေကိုသုံးဆွဲမိပါကအရေပြားရရန်နာတွေဖြစ်ပေါ်နေပါတယ်။